မာဆုံးချစ်ခဲ့ဘူးတဲ့မိမပြိုလေးကရမ်းလဲကျွန်တော်ညံရည်နဲ့လိုက်မမီတော့ဘူးလိန်နာလေးကစမ်းချဲသူ့တန်လိုက်နဲ့မျောပါသွားအောင်ပြောပြနိုင်တဲ့နှခမ်းရဲ့ခါတီဘူးလဲပြင်ဖို့နာမလဲအမှတ်မရှိတဲ့ငါကလွမ်းနေရအခန်းငယ်တဲ့မေးချန်ခဲ့တဲ့သူဖုန်းကလေးကိုယူကဆွဲကြည့်ပြုတ်ကွက်တွေပေါ်လာပါပြီကျွန်တော်ပြင်နောက်ထပ်လက်သူ့မှာပဲရှိချုံချီမှုအလွယ်သုံးစားလုံးမြတ်ခွဲရမှာကျူတာလည်းမသိညစ်လို့မျိုးကောက်ခွေစီးစတဲ့မိန်းမတွေနဲ့မတူပါနဲ့အမီလာတဲ့အတီးဆောင်မယ်ဆိုတဲ့ Messenger ကစာတန်းလေးညစ်တဲ့ကောင်ဒီမအိတ်တော့ပါဘူးမင်းရဲ့အကြောင်းတွေငါရန်တွေအိတ်တဲ့လွန်ခဲ့တဲ့ရာသီမှာတော့ကျွန်တော်အတွက်ကတော့ညာချက်မအေးဖြတ်မဲ့ဆိုတဲ့တခြားတဲ့သဘောနဲ့အမှတ်တရလေးတော့လာနှံပေးလာစံကလေးဆိုပြီးလက်ကိုဆွဲရှင်းမဲ့လုံးမဒီပဲကြီးကိုအချောင်းပြချက်ပေါင်းစုံပေးပြီးအိမ်ကြီးစားကိုအတီးဆွဲပြီးငိုတနာတတ်တဲ့စိတ်ကလေးရှိတော့တက်လာတာပေါ့တင်ကနေဖီပို့ဆော်ပြတဲ့ဘဝကိုပလင်းနဲ့မိတ်ဆက်အတဲကိုတချင်းကိုရည်ပြဲပြီးဆိုအစားကတဲ့ကမချစ်ခဲ့ဘူးဆိုမလဲစားပါနဲ့ခံစားရတဲ့လူတယောက်တို့တော့တကယ်သနာပါတယ်စားထိုးကြလို့နှလုံးသားဖို့လေးတော့ဝယ်ထားပါမယ်ရောင်းတဲ့နေရာလေးတင်ရင်ပြောပြခဲ့ပါဘယ်နာမှလဲစေတဲ့ချစ်တစ်ခုကိုစေချင်အပြင်းမဲ့တဲ့နှလုံးသားလေးကိုပေးဖယ်နောက်ထပ်ဘာတွေများတောင်းဆိုအောင်မလဲပေးမယ်ဘယ်ဘဝကအညိုတွေကြောင်းကောက်ချက်တာနဲ့ကလေးရဲ့ခုတော့ official ချပြတွဲလိုက်ပါပြီမိတ်ထီလာတာပြုံးရှာတဲ့သူမျက်နာကဘယ်နဲ့မှတိတ်ကြီးရတာငါဆိုတာပေါင်းဝင်ပါဘူးဟိုဝေဆုံးငါတိတ်စီမှာထားလဲတန်းကမုတ်ဆိုင်တစ်ခုမှနှစ်ယောက်သားတူတကွာတိတ်ပြီးလာစားစိတ်ချီတာလားသူနဲ့ရှောက်သွားပြောပါရတဲ့အချိန်တွေဆိုအလိုချုံမပြင်းနဲ့ထိန်စမ်းပါအောင်မိန်းကလေးတယောက်ရဲ့အိမ်တွေကိုသူပဲကြတော့အစစ်မှန်တွေပေးငါပဲကြတော့လိန်တွေပို့တဖြည်းဖြည်းနဲ့ပဲပျောက်ကွယ်သွားတယ်သူရဲ့အချစ်ကတိန်တွေလို့စိတ်တွေမဆိုးပါတငယ်ချင်းတွေနဲ့လိန်ပြီးသွားတဲ့ဒီဖျားဘူးအားရင်တော့ငါပြောခဲ့ဘူးတယ်မလွတ်လပ်ပါဘူးမိသားစုကြားကိုယ်တိုင်ပဲဖောက်ဖြတ်ခဲ့တာမလိမ်မှုဆိုတဲ့ခရီးစကားတစ်ခုပါမသိချောင်ဆောင်ပြီးမေးလိုက်အောင်မဲတောင်းပေါ်ဒေတာအထီသွားဘူးလားဒီတာတစ်ခုကတခြားလူကလွှဲငါအပေါ်မှာတော့တဲတော်မှာဒူမြောင်များနဲ့ပြင်းနဲ့နေတဲ့စေတန်းကလေးတဲ့ဆွဲခေါ်ကအရာအလုံးကိုကြော်ခိုင်းထားတဲ့လက်ချင်းချိန်ပြီးတွဲခေါ်တာလှပနေတဲ့တောင်ကြီးမျိုးမိဘုံပြန်ရဲ့ပွဲတော်မှာစားကတဲ့ကမချစ်ခဲ့ဘူးဆိုမလဲစားပါနဲ့ခံစားရတဲ့လူတယောက်တို့တော့တကယ်သနာပါတယ်စားထိုးချင်လို့နှလုံးသားဖို့လေးတော့ဝယ်ထားပါမယ်ရောင်းတဲ့နေရာလေးတည်ရင်ပြောပြခဲ့ပါဘယ်နာမှလဲသူစင်တဲ့ချစ်တစ်ခုကိုစေချင်အပြင်းမဲ့တဲ့နှလုံးသားလေးကိုပေးဖယ်နောက်ထပ်ဘာတွေများတောင်းဆိုအောင်မလဲပေးမယ်ဘဝကအညိုတွေကြောင်းကောက်ချက်တာလဲကလေးရဲ့မချစ်ခဲ့ဘူးဆိုမလဲထားပါနဲ့ခံစားရတဲ့လူတယောက်တော့တကယ်သနာပါတယ်အော်ဒီလိုနှလုံးသားပေါ်လေးတော့ဝယ်ထားပါမယ်ရောင်းတဲ့နေရာလေးတည်ရင်ပြောပြခဲ့ပါဘယ်နာနောက်ထပ်ဘာတွေများတော့ဆိုတဲ့ baby ဘာမှညိုရကြအောင်ကောင်းချင်တာနဲ့